သားစုကဘာပြောင်းကွယ်သွားတဲ့နေ့ရဲ့တွေကဲလေးကတွေ့ဒီနေ့ကျွန်တော်ဒီနေ့ကအကြောင်းရင်းတွေနာကိမုန်နိုင်ခမောပြီးရဲ့တရားလေးမိငယ်ဖာမလားလေးတို့တွေကြုံခဲ့တဲ့ရက်တွေအေယာဝတီတို့ဘဝလေးလည်းနေတည်ပါပဲလေမိသားစုကဘာပြောင်းကွယ်သွားတဲ့နေ့ရဲ့တွေကဲလေးကတွေ့ဒီနေ့ကျွန်တော်ဒီနေ့ကအကြောင်းရင်းနာကိမုန်နိုင်ခမောပြီးတဲ့တရားလေးမိငယ်ဖာမလားလေးတို့တွေကြုံခဲ့တဲ့ရက်တွေအေယာဝတီတို့ဘဝလေးလည်းနေတည်ပါပဲလေဝတီလိုက်ဆိုတဲ့ဒီတချီ